တခါတော့ငါပေါ့ตายာအေးချက်နဲ့ရွာကလေးတရွာမှာဖူးဖူးဆိုတဲ့အဖြူရောင်ခွေးလေးတစ်ကောင်ရှိတယ်ဖူးဖူးကတွက်လက်တယ်လူတွေကိုကူညီရတာကိုအယံဝါဒနာပါတဲ့ခွေးလေးပေါ့သူ့အိမ်ဘေးခြာနေမှာတော့ဝါဝါဆိုတဲ့အဝါရောင်ကြောင်လေးတစ်ကောင်နေတယ်ဝါဝါကတော့ဖူးဖူးနဲ့တွတ်တော့ကွာတယ်အေးစစ်စစ်နေတတ်ပြီးနေပူစာလှုပ်နေရတာကိုအကြိုက်ဆုံးပဲသူတို့နှစ်ကောင်ကအိမ်နီးချင်းဆိုပေမဲ့တယောက်နဲ့တယောက်တော့တိတ်မတည့်ကြဘူးဖူးဖူးကဝါဝါကိုမြင်လိုက်တာနဲ့ဟောင်လို့ဟောင်တတ်တယ်ဝါဝါကလည်းဖူးဖူးကိုမြင်ရင်အမီးထောင်ပြီးရှူးလို့ရန်လုတ်တတ်တာပေါ့တနေ့မှာတော့ဖူးဖူးကသူ့အရန်တန်ဖိုးထားတဲ့ရွှေရောင်အယိုးယုတ်လေးကိုခြံထဲမှာစော့ရင်မတိမတာပလောက်သွားလိုက်တယ်ဖူးဖူးခမအဲ့ဒီအယိုးလေးမရှိတော့ဘူးဆိုတာသိသွားတဲ့အချိန်ဝမ်းနေလို့တအီအီနဲ့ငိုနေရှာတယ်အဲ့ဒီအချိန်မှာပဲခြံစီရိုးပေါ်ကနေအရာအားလုံးကိုအေးဆေးဆေးကြည့်နေတဲ့ဝါဝါကဖူးဖူးကိုမြင်သွားတယ်ဝါဝါကမင်းလိုက်တယ်ဟေးဖူးဖူးဘာလို့ငုံနေလာလဲဖူးဖူးကမျက်ရည်လေးတွေမပြောက်သေးလဲပြန်ဖြေလိုက်တယ်ငါရဲ့ကစားစရာအယိုးလေးပျောက်သွားလို့ပါဘယ်နာကြံခဲ့မှန်းလဲမသိတော့ဘူးဝါဝါကခဏလောက်စဉ်းစားလိုက်တယ်ငါကတစ်ပင်ပေါ်တက်နိုင်တယ်ပြီးတော့အမောင်ထမ်းမှတောင်မြင်ရတယ်အဲ့ဒီလိုစဉ်းစားပြီးဝါဝါကဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်သူခြံစည်းရိုးပေါ်ကနေခုံဆင်းလာပြီးဖူးဖူးကိုပြောလိုက်တယ်မငိုနဲ့တော့ဖူးဖူးငါမင်းကိုကုရှာပေးမယ်ဒါပေမဲ့ငါတို့ညံမဖြစ်ကြည်နော်ဖူးဖူးကမျက်လုံးတွေတောက်ပသွားပြီးအယမ်းဝမ်းသာသွားတယ်ဂရီပေးပါလေဝါဝါမင်းကူညီပေးရင်ငါတို့တငယ်ချင်းဖြစ်ကြမယ်အဲ့ဒီလိုနဲ့ဖူးဖူးနဲ့ဝါဝါဟာရွာအပြင်ဘက်ကတောအုပ်လေးတဲကိုအတူတူထွက်လာကြတယ်ဖူးဖူးကသူ့နှာခေါင်းနဲ့အနံ့ခံပြီးလိုက်ရှာတယ်ဝါဝါကတော့တစ်ပင်မိမိတွေပေါ်တက်ပြီးအပေါ်ကနေကြည့်ပေးတယ်လမ်းမှာဘွက်အိုင်ကြီးတစ်ခုရောက်တော့ဖူးဖူးကဝါဝါကိုကြောပေါ်တင်ပြီးဂယွတ်တစိုက်ကူးပေးဟဲ့တယ်အဲ့ဒီအချိန်မှာပဲဝါဝါကတစ်ကွိုင်းကြားမှာတခုခုတောက်ပြောင်နေတာကိုမြင်သွားတယ်ဟုတ်ပါတယ်မြင်သွားတယ်ဟုတ်ပါတယ်အဲ့ဒါကဖူးဖူးရဲ့အယိုးလေးပါပဲဝါဝါကပါဇက်နဲ့ကိုက်ပြီးဖူးဖူးစီကိုယူလာပေးခဲ့တယ်နောက်ဆုံးမှာတော့ဖူးဖူးရဲ့အယိုးလေးကိုပြန်တွေ့သွားကြပြီပေါ့ဖူးဖူးကအယမ်းပျော်ပြီးဝါဝါကိုကျေးဇူးတင်စကားလေးအများကြီးပြောလိုက်တယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ကောင်ဟာရန်သူတွေမဟုတ်တော့ပဲအကောင်းဆုံးတငယ်ချင်းတွေဖြစ်သွားကြတယ်ရွာတွေကတခြားတရိတ်ဆန်လေးတွေတောင်အံ့ဩနေကြတယ်ကြည်စံခွေးလေးနဲ့ကြောင်လေးအယမ်းချစ်ကြတာပဲ